ဘောဒီမှာဘလို့ကျန်တာမဟုတ်အကိုတို့ကြာညီလိန်မရတော့ဘူးလေဘလောက်လိုချင်လဲတစ်ချက်ပြောကြီးဘလို့ကဲပါခုလိုဒါထိနေပြတဲ့အတွက်ကျေးဇူးတင်ပါဗျာခုလိုဖုန်းနဲ့ဆက်တယ်ပြရတာကျွန်တော်ရဲ့ဒီဖုန်းကပ်ပြရဆိုရင်ဘာနိုင်ငံဖုန်းလေးကွက်တယ်မှာယက်တိတာက၄နှစ်ပြည့်နေတယ်မြေအောင်မိတ်ကစမရောင်းလို့ဆိုရေးချက်ပြီးတော့ promotion ခွဲလေးတွေလက်ဆောင်ပစ္စည်းပြတဲ့ခွဲလေးတွေပြုလုပ်ပြီးတဲ့အချိန်မှာကိုယ့်ရဲ့ဖုန်းနံပါတ်လေးကပါလာလို့ဖုန်းနဲ့ဆက်တယ်တောင်းကြပြရပါဗျာအခုတော့ promotion လေးကိုရရှိသွားတယ်ကွာဘေတန်ဤသာကြီးဘယ်မျိုးနဲ့ဒီမှာနေနိုင်တာလဲဗျာဟုတ်ကဲ့ပါကျွန်တော်အခုနေတာကျွန်တော်ဟင်းတရမှာနေတာဗျဟုတ်ကဲ့ပါခုလိုရဝလေးရပါတော့လေခုလေကျွန်တော်တက်ကမှာဝါနာဆိုပါတယ်ဗျာ။ရောင်းဖို့စီကိုကျွန်တော်ပုံပြရနေပြီးတော့ပုံသက်တာပြီးတော့ရှိတာဗျာအဲ့လိုမျိုးကြီးတော့မရှိဘူးဗျအခါမှတော့မဆက်ဘူးဟုတ်ကဲ့စစ်သက်တာပထမဆုံးချိန်ပါနော်ဟုတ်ပါရဲ့ဟုတ်ကဲ့ပါကိုကျွန်တော်ရဲ့ပုံပြစိတ်လေးဒီတစ်ချိန်ကိုကိုရှိလေးကိုပြီးတော့နေတာပါဒီနေ့မှသူပထမဆုံးချိန်နဲ့ကိုရဲ့ပုံပြဆွမ်းတော်တော်နဲ့ပေါင်းတာလို့ကျွန်တော်တို့ပုံပြနေတော့မှ2025တုန်းကစီးတက်ထုတ်ကြည့်ထားတဲ့တက္ကသိုလ်ဘာ5ဆိုတဲ့ပုံစံလေးကတော်ရဲ့ကောင်းတာစီးတာတွေမှာရောင်းချပေးတဲ့မူကြီးစလုံးလေး9,900နဲ့ရောင်းချပေးတာကိုက promotion ချော်ကြီးလေးဖြစ်တဲ့3,6,900ကျပ်နဲ့စီးရမှုချိန်စနစ်နဲ့ရရှိတဲ့ပြင်နောက်နဲ့6,000ကျော်9,000ဒီပါတန်ကြီးရဲ့ airport လို့ခေါ်တဲ့ဘလူးတူးကျန်လေးစုံကပါကားမလက်ဆောင်နဲ့ရရှိသွားလို့အခုဒီနေ့ကဒီ promotion လေးကိုစိတ်ဝင်စားမှုရှိတာဗျဟုတ်ရှိပါရဲ့အကိုဒီကလေးကျွန်တော်မသိတော့တခုတော့မေးလို့ရမှာဟုတ်ကဲ့အကိုကဘာဖုန်းကုမ္ပဏီလဲမသိဘူးနော်ကျွန်တော်အဲ့လိုမျိုးနားမလည်ဘူးကွာဒီဖုန်းကြောင်းတိတ်နားမလည်ဆိုတော့လေဟုတ်ကဲ့ကျွန်တော်ကတက္ကသိုလ်ဖုန်းပုံလေးပါဗျာနော်တက္ကသိုလ်ပေါ်ပါဖားဆိုတဲ့ဖုန်းလေးက promotion လေးရရှိသွားလို့ဗျာနော်ကျွန်တော်ဖုန်းနံပါတ်နဲ့ပေါက်တယ်ဟုတ်ကဲ့ကျွန်တော်တို့ကဒါဖုန်းနံပါတ်လုံးအကိုကျွန်တော်အဲ့လိုမဲတွေပါဝယ်ထားရမရှိဘူးကွယ်အဲ့လိုဖုန်းတွေပါမဲနိုင်တာတွေဝယ်ထားမရှိဘူးလေအဲ့ဘယ်လိုမျိုးပေါက်လာလဲမသိဟုတ်ကဲ့ကျွန်တော်တို့ကနေပြီးတော့ဒါဖုန်းနံပါတ်လုံးနဲ့ဆိုတော့ဂျပန်ရေးထုတ်လိုက်တာပါဗျာနော်ဘိုင်တက်ဆိုဘိုင်တက်ကြီးပဲဖုန်းနံပါတ်လုံးနဲ့ဆိုရေးထုတ်လိုက်တာအဲ့ဒီထဲမှာပေါင်လာတဲ့ဖုန်းနံပါတ်လုံးနဲ့ဆိုပဲကျွန်တော်တို့ကဒါဖုန်းလေးဆက်သွယ်ပြီးတော့ဒါ promotion ပြုလုပ်ပေးရပါဗျာနော်ဟုတ်ကဲ့ဗီဒီယိုဆက်မှကျူလဲပေးကြမှာဘူးပစ္စည်းလေးရောက်မှပြရတာဗျာနော်ဟုတ်ကဲ့ပါအကိုအားကြတော့ကိုယူချင်တာကဘယ်လိုမျိုးလဲမသိဘူးနော်ဟုတ်ကဲ့ကျွန်တော်တို့အခုကိုယ်နိုင်တဲ့ဟင်းတတာနော်ကိုဟုတ်တယ်ဗျဟင်းတတာဟုတ်ကဲ့ဟင်းတတာမျိုးပေါ်ပါပဲလားဟုတ်တယ်ကိုဟင်းတတာမျိုးပေါ်ပါပဲဟုတ်ကဲ့ကျွန်တော်ဟင်းတတာမျိုးပေါ်ဆိုရင်ဒီပြည့်တဲ့ဘုတော်မှာစိတ်တရတယ်စိုးအားစားလိုက်ကြွားရှိတယ်ငါတို့အဲဒီစားလိုက်ကိုစိတ်ဆက်ပြီးတော့900တပတ်တည်းရဖို့ပြီးတယ်သူဘက်ကကျွန်တော်ဘက်ကဒီကစားမှကျူလဲပြီးကြဘူးပစ္စည်းလေးရမှငွေကြေးရမှာဒါကျွန်တော်ပုံတွေကဓာတ်ရိုက်ပို့ဆောင်ပေးရမလို့ပစ္စည်းလေးရတော့ဆက်ချင်းပြအောင်ပြကိုရီးယားမျိုးကိုပြေရောက်ရှိဖို့ဆိုရင်900တပတ်ကြောင်းမှာရောက်ရှိရတဲ့ကစားလိုက်ကပုံစံဆက်တယ်ပြီးတယ်ကျွန်တော်ပုံကလာတဲ့ပုံစံဆက်တယ်ပြီးတယ်အဲ့ကကြမှာကိုရီးယားကတန်းသိန်းငွေ36,900ကျော်ကိုတောင်းပြီးတော့စားလိုက်မှတော့ထုတ်ရပါဗျာနော်ဟုတ်ကဲ့ပါကိုအဲ့ရဘယ်စားလိုက်မှထောက်အောင်မလဲမသိဘူးနော်ဟုတ်ကဲ့ကိုတို့ကဒါဟင်းနေတာဆိုဟင်းနေတာမျိုးပေါ်မှာကျေစားလိုက်မှပဲထောက်ပါဗျာနော်ဟုတ်ကဲ့ပါကိုဟုတ်အဆင်ပြေပါလေအဲ့လိုမျိုးလို့နေဖုန်းကဘာမှမျိုးစားလေးလည်းမသိဘူးနော်ဟုတ်ကဲ့ technical over 5ပါကနော်ဒီကုန်းကြီးကဒါ CPD က210 data ပြန် RAM 825 ပါတယ်ဗျာနော်အခုတမျိုးမထင်နဲ့နော်အခုလောက်မေးချင်တော့တချို့ကြောက်ကလိုင်းပေါ်မှာကြည့်တဲ့အတိုင်းပဲလိန်နေအောင်လည်းရှိရည်တကူကပတ်လိန်နေလို့ရှိရင်ကျွန်တော်မယုံရဲပြန်ကိုယ်ရဲ့တစ်ခါမှလည်းတွေ့ကြုံပြီးတော့လေအားကြောင့်တော့ကျွန်တော်သွားထုတ်တဲ့ PC ကွာအခုပြောလို့တက္ကနိုဖုန်းအခုပဲဖုန်းမဟုတ်ပဲနဲ့အတင်းဟာကြီးထည့်ပေးလိုက်ပြီးကျွန်တော်ပတ်စံပေးရမယ်ပုံစံမျိုးကြီးတော့မဟုတ်ပါဘူးနော်ကျွန်တော်မဟုတ်ဗျာတက္ကနိုဖုန်းကိုတက္ကနိုဖုန်းကြောင်းမလားပဲတပြင်းဟာပေးပြီးကျွန်တော်ပတ်စံကြည့်မှာရုံးကနေဒါထုတ်ကဘလောက်အခုပြော3,600ဟာလားပေးခဲ့ပြီးရောက်လိုက်ပြီးစီအခုပြောဖုန်းဖြစ်မှာဆိုးတာကိုနဲ့ကျွန်တော်နဲ့ပြောရတော့ခေါင်းလေးကိုကဆာလိုက်တော့ဖွင့်ပြရတယ်ဗျာအဲ့လိုဖွင့်ပြရင်မှဒီကတော့ဒီ recording လေးကိုနားထောင်ပြီးတော့ပါတကယ်ပါတာဒီရပန်းတော်ကြည့်လို့ရှိရင်လည်းလုပ်ပြီးရှိဘူးဒါစာရေးစီစဉ်မှာကိုလေးတိုင်းမျိုးတွေကိုစားပြီးပို့ဆောင်ပေးရကြနော်ဒါနဲ့ကျွန်တော်တို့အခုအသေးကြီးပါလဲပြောပါဦးကိုလေးတွေကစိတ်ဝင်စားမှုရှိမှယုံကြည်မှုရှိမှကိုလေးတွေကဒီပစ္စည်းတွေကိုထုတ်ပါကြနော်ဟုတ်ကဲ့ပါအကိုအမှန်ကန်မလို့ရှင်တော့လိုချင်တာဟုတ်ပဲကျွန်တော်လည်းခိုင်းပြမရှိဘူးဖုန်းထုတ်လေးကုန်းနေတာဆိုလေကိုင်းနဲ့ကဒါပေါ့နော်ဒီပစ္စည်းတွေကိုသွေးဥတွေတင်ကြတယ်မှန်ကန်တယ်ဒီမှာကျွန်တော်တို့ကနေပြီးတော့ကိုဒါသူ့ပြေးပေါင်လေးတင်ပြီးတော့ပါစကူးလေးကိုဒါဆွဲပေးမှာပဲနော်ဟုတ်ကဲ့ promotion ပေါင်လေးတင်ပြီးတော့ကိုရဲ့နာမည်ကိုရဲ့ family နာမည်ကိုရဲ့ ဖတ်တယ်နဲ့ပဲပြီးတော့တိုင်ဆောင်နဲ့နားတဲ့ဖုန်းနံပါတ်ပုံလေးတစ်လုံးလိုရတယ်ဗျာနော်ဟုတ်ကဲ့ပါအကိုကျွန်တော်ဘယ်ကနေပေးရမလဲအခုပြောလို့ရတယ်ဟုတ်ကဲ့ကိုပြောလို့ရတယ်ဗျာနော်ကိုပြောကျွန်တော် promotion ပေါင်လေးတစ်ခါလေးတင်ပြီးပါဗျာနော်ဟုတ်ကဲ့ပါအကိုကျွန်တော်အခုပြောလိုက်မယ်လေဟုတ်ကဲ့ဒါဆာလာရဲ့စီကံချက်ကတော့ကြည့်ရနော်ကို
ဆန္ဒရဲ့စီမင်းစီကံချက်ကတော့တန်ဖိုးနဲ့ပြည်ပြည်များပြည်ပြည်ကြားတဲ့ငွေတွေကိုရေးပြီးလက်မှတ်ထိုးတော့ပါစပြီးကိုထုတ်လို့ရတာဗျာနော်ဒါတော့ဂျမားတိုင်းနယ်လုံးဝဆန္ဒရဲ့စီမင်းစီကံပါဗျာဒါကျွန်တော်တို့ပုံပြီးစီကံချက်ပုံဗျာနော် ဟုတ်ကဲ့ပါဟုတ် ကိုယ်နဲ့ကတော့ဒီစီကံချက်တွေကိုလိုက်နိုင်မှာပါစဘူးတွေကထုတ်လို့ရမှာဗျာနော် ဟုတ်ကဲ့ပါရပါတယ်ကိုရရအဓိကအမှန်ကန်ဖြစ်ဖို့ခင်တော့အဆင်ပြေတယ်ကိုကတည်းကကလင်ကြီးတွေနဲ့တူးမှကြောက်တယ်ဆိုလူရတဲ့မလားကိုညရနေပြီးတော့ဟုတ်ကျွန်တော်တို့ကိုပြရတဲ့ကိုဆောင်ပြရဖို့ဒါကိုစီကျွန်တော်တို့ကဘုရားသမားကျူတောင်းထားတာယူပြီးတော့ကျွန်တော်တို့ကဒါအစိုးရဌာနနဲ့လက်တွဲလို့ရတာပြည့်လိန်လုံးညာလို့ညာဘူးဗျာနော်ဟုတ်ကဲ့ပါကျွန်တော်ပြောတဲ့ဒီလိုပဲကိုနဲ့ကျွန်တော်နဲ့ပြောရတယ်ကောကြီးကြီးလဲဒါသူ့ဆက်တဲ့ဘက်ကိုဖွင့်ပြရတယ်သူတို့အဲ့ဒီဟာလေးတွေအခုတခုပြောမှာပေါ့မှန်ကန်မှုရှိမရှိကိုတိုက်စီစီမှာပြည်တရားမျိုးတွေလေးစတင်ဆောင်ပြရကြနော်အခုတော့ကြီးရကွာအဲ့လိုမျိုးကြီးဟိုလိုမျိုးပေါ့ပါစေဘူးမမြင်ကျွန်တော်ကပတ်စံပေးလက်မှတ်ထိုးပြီးပါစေဘူးရမယ်ဆိုတော့အဆင်မပြေဘူးလေဘာလို့လဲလက်မှတ်ထိုးတဲ့အချိန်မှာပေါ့အများကြီးရှိရတယ်မှာအကိုတို့ဘက်ကဘာပစ္စည်းပို့ပတဲ့အချိန်မှာကျောင်းဘက်ကနေကြည်ယူပါတယ်လက်ခံပါတယ်ပစ္စည်းယူတာမှန်ကန်ပါကြောင်းထိုးပေးရတာမလားဒါတော့ကိုစားရိုက်ကလက်မှတ်ထိုးပိုင်းမှာကုနေရတော့မှာလက်မှတ်ထိုးပိုင်းမထိုးရဘူးနော်ထိုးစားတွေကလက်မှတ်ထိုးပိုင်းနဲ့ထိုးစားတွေကလက်မှတ်ထိုးပါသိတယ်ကိုကျွန်တော်မဟုတ်လေအဲ့လိုမျိုးကြီးဘာပစ္စည်းကြောက်တာမှမသိကျွန်တော်ပစ္စည်းလက်ခံပါတယ်လို့ဘာလို့ထိုးပေးလိုက်မှကျွန်တော်ရဲ့ပစ္စည်းကကျွန်တော်တပြင်းဟာကြီးဖြစ်နေလို့ရှိရင်လည်းအဆင်မပြေဘူးလေကွာအားရပစ္စည်းနေမှာထိုးလို့မရဘူးလားဟုတ်ကဲ့ဒီပါစယ်ကူလေးကိုကိုယ့်ရဲ့ခြေကောင်းတာပေါ်မှာပဲဒီလိုဖုန်းကူလေးကိုတင်ပေးထားမှာဗျာနော်ဟုတ်ဒီတက်ကဒါပေမဲ့ပါစယ်ကူလေးကိုဒါပေါ့နော်ဒီပတ်သက်မပြရသေးမနဲ့ဒါပြင်ယူရတာလို့ဖောက်လိုက်တာတော့လုံးလုံးမရတာဗျာနော်ဒါစာတိုက်ကထားရတဲ့စီစဉ်ချက်ပါကိုယ်တွေကဒါပေါ့နော်ပတ်သက်ပေးပြရလို့ဒါပတ်သက်ပေးယူပြရတယ်ကျွန်တော်ဘက်ကလည်းဖုန်းလေးကင်တာလေအဲ့ကျကျွန်တော်တို့ပုံပြဖုန်းလေးတိုက်ရိုက်ကင်တာပြီးတော့ပါဝင်တဲ့စီရီမှန်ကန်မှုရှိမှရှိကိုတိုက်ယူစစ်ပေးနေကြနော်ဒီလိုပါလားကွကျွန်တော်ဟောပြောလို့ရှင်ဟိုဒါလီကားလွှဲပေးလို့ရှင်လွှဲပေးမယ်ဒါလီလေးအပ်ပေးလိုက်ပါလားဘာပါစေဘူးတော့ဘာပါမှမသိဘူးကျွန်တော်အဲ့လိုမျိုးကြောင်မရိုးလေတက်မလားပတ်စံပေးကမှပါစေဘူးဖောက်ကြည့်မှကိုပြောတဲ့ဖုန်းဖြစ်မနေဘူးဘလို့လို့အဲ့ဒါအဲ့လိုကြီးရဲ့ကျွန်တော်လိမ္မာကြောက်ကျွန်တော်အဲ့ရကြရင်ပတ်စံလည်းတည်းမှမရှိဘူးလေကျွန်တော်ရှိတဲ့ဖုန်းလေးပေါင်သွားနေသွားမှာလေမှာဟာကြတော့ကြကောကျွန်တော်ဘက်ကိုလည်းဒါဒါကျမှသူလည်းပေးကြအောင်လို့ဗျာနော်ဒါခုနေကစင်ဒီပါထုတ်ပါဗျာစင်စင်ဒါကျွန်တော်မထုတ်ပါနဲ့ဗျာနော်ဟုတ်ကဲ့ပါကိုဒလီအဲ့လိုအဆင်ပြေတယ်ဘယ်တော့ကျွန်တော်ဒလီကာလေးကြိုလွဲပြီးလို့ရတယ်မှာအဲ့လိုမျိုးကြီးကြောင်အဆင်မပြေဘူးလေပါစေဘူးလက်ထိမရောပါစေဖုန်းဘူးအခွန်ကြီးတင်ထားပြီးကျွန်တော်ပတ်စံတောင်းမလို့လို့ကျွန်တော်လက်မှတ်ထိုးပြီးအခွန်ကြီးရလို့လို့အဲ့လိုမျိုးကြီးရှိတယ်ပါစေဘူးကိုဒါခုနေရတာကန်ကြီးရရတာနော်ဒါဖုန်းလားပါလားဆိုတာဒါခုနေရတာဖမ်းကြည့်လို့ရပါတယ်ဗျာနော်ဒါတက်ကလို့ဘူပါပါဆိုဖုန်းလေးကိုကျွန်တော်တို့အထည့်ပြီးပါပါဒါပါကိုအဲ့ဒါအလေးချိန်ကကိုဖုန်းလုံးလေးချိန်ကโอเคထည့်ရရအကဲကျိုးထည့်ရရတာပဲဟုတ်ကွဒါကြီးအဲ့ပေးလို့အဆင်မပြေဘူးလို့ပြင်းတော့ယူကြတယ်ဒါဆိုတဲ့ကောကျွန်တော်တောင်းရအဲ့တဲ့ခါမှာနော်ဒါပန်ကမှုရှိလို့ရင်ဆိုတော့တိုက်ပြီးမှာပါစေပြုလက်ခံတာကနော်ဒါတကယ်ဆိုပဲလုံးလုံးများပြန်ဆိုတော့လည်းလည်းလုံးရတာပြည့်တယ်တော့ဟုတ်လားအခုအဲ့ဒါကိုဒီကစီပီမထုတ်ပါလားကိုကျွန်တော်ကတီးချက်ကြီးထုတ်ပါပြောနော်အခုဒါ promotion လေးမှာပါလာလို့ကိုဒါစိတ်ဝင်စားမှုရှိခိုင်းနေပဲကျွန်တော်ကဒါဖုန်းလေးဆက်သွယ်ပြီးအကြောင်းရပြရတာနော်အခုတို့ရုံးကနေဆက်သွယ်ခိုင်းတာလားဟုတ်ကဲ့ပါဗျအခုတို့တစ်လဘယ်လောက်ပေးရတယ်မသိရုံးကအခုတို့တစ်လဘယ်လောက်ပေးရလဲအခုအလို့ဆက်သွယ်ပေးရတယ်နဲ့မောနေမှာပဲလေကျွန်တော်ရှင်းပြပေးရတာလို့ဟုတ်ရပါဗျာဒါရတော့ဒါကျွန်တော်လုပ်ပြတယ်ဘာမှမပြောပြတော့ဒါကျွန်တော်အဲ့ဒါပါစနေကိစ္စကိုလည်းပြောပြလို့မရပါဘူးဗျာနော်ဟုတ်ကဲ့ပါမဟုတ်ညီမောနေမှာဘလို့ကျွန်တော်မဟုတ်အကိုတို့ကြာညီလိန်လို့မရတော့ဘူးလေဘယ်လောက်လိုချင်လဲတစ်ချက်ပြောကြည့်ဘလို့ညီလေးဘယ်လိုမျိုးလေးဝေခွဲဝေတိုင်းချရလဲဘယ်လိုမျိုးလေးလိန်နေအကွက်လေးကရိုးနေဒီကညီကရှင်းပြောတာအကိုတို့ရှိမှလိန်မှစားရမှာလားဒီပါလားကိုကြီးနေရတာလိန်နေလို့တိနေဘာလို့ပဲညီလေးရဲ့မင်းကတော့စောက်သိမ်းမှမရှိရလိန်နေကြီးအသိစားရတော့ကလေးတမမဟုတ်တော့ဟုတ်ဘူးလားဟုတ်ကဲ့ပါဗျာအဲ့ဒါဆိုရင်ဒါဖုန်းလေးတောင်းဝင်ပြပါအောင်ဗျာနော်ရပတ်လိန်နေအောင်တိလား